ဒီကောက်တော့ကျွန်တော်မိမအတွက်ဆံပြားခောက်ဆွဲလေးကိုမဲသားနဲ့လုပ်ပေးပြပါတယ်မဲသားခောက်ဆွဲလုပ်ဖို့အတွက်တော့ကျွန်တော်မဲသားနဲ့မဲအကြောလေးတွေဝယ်လာလိုက်ပါတယ်မဲသားတုံးလေးတွေကိုတော့နေတော်ရွယ်စားလေးတွေနှီးပြလိုက်ပါတယ်မိသားမဲသားလေးနဲ့မဲကြောလေးတွေကို pressure cooker နဲ့ပေါင်းဖို့အတွက် pressure cooker ထဲမှာထည့်ထားလိုက်ပါတယ်မဲသားနဲ့နေပြောက်သွားအောင်လို့ဂျင်းကျက်သွန်ဖြူရဲ့နည်းနည်းပွင့်နဲ့ပွင့်နဲ့ရှော့ကောလုံးတေချဘိုးကောင်းနဲ့ရုပ်ကောင်းသေးလေးတွေထည့်ထားလိုက်ပါတယ်အရသာအတွက်တော့စားပဲငယ်မြာရည်နဲ့ခရူးစီလေးထည့်ပြီးတော့ရေနှင်းငယ်ထည့်ပြီးတော့ pressure cooker ထဲမှာတနားရီလောက်နှက်ထားလိုက်ပါတယ်မဲသားနှက်ထားတဲ့အချိန်မှာတော့ခောက်ဆွဲထဲမှာထည့်စားဖို့နည်းနည်းမင်းနဲ့ကျက်သွန်မိတ်လေးတွေကိုပပလေးတီးထားလိုက်ပါတယ်ရွဲတန်လေးနှင်းငယ်ကိုတော့မကြေတကြေလေးထောင်းထားလိုက်ပါတယ်အစွဲထဲမှာထည့်စားဖို့ကျက်သွန်ဖြူနဲ့ငရုတ်စည်းစိမ်းလေးတွေကိုလည်းတောက်ဆင်းပြီးတော့အစင်သင်းပြင်ထားလိုက်ပါတယ်ပြီးရင်တော့မုံညင်းနဲ့မြစ်လေးကိုလည်းအစင်သင်းပြင်ထားလိုက်ပါတယ်။မြားခောက်ဆွဲလေးကိုတော့ကော်ရည်နဲ့စားဖို့အတွက်ကော်ရည်လေးလှုပ်ထားလိုက်ပါတယ်။စာပလာတွေအားလုံးအစင်သင်းဖြစ်ပြီးဆိုရင်တော့စံပြားလေးနဲ့မုံညင်းလေးကိုရေနွေးဖြောပြီးတော့ထည့်ထားလိုက်ပါတယ်။ပြီးရင်တော့စာပလာတွေဖြစ်တဲ့ကော်ရည်ရဲ့မြေပဲတန်တောင်းရဲ့စီဂျယ်လေးရဲ့ထည့်ထားလိုက်ပါတယ်။ပြီးရင်တော့ပြုတ်ထားတဲ့အမဲသားလေးထည့်ထားလိုက်ပါတယ်။ကျွန်တော်ကတော့ခောက်ဆွဲစားရင်နည်းနည်းမင်းနဲ့ကျက်သွန်မိတ်လေးပါမစားတဲ့အတွက်နည်းနည်းမင်းနဲ့ကျက်သွန်မိတ်လေးထည့်လိုက်ပါတယ်ပြီးရင်တော့မုံညင်းပြုတ်ထားတာလေးရဲ့ထည့်ပြီးတော့နှမ်းတောင်းရဲ့ကျက်သွန်ဖြူနဲ့ငရုတ်စည်းစိမ်းလေးတွေထည့်လိုက်ပါတယ်ကျွန်တော်ကတော့အဆက်ကြိုက်တဲ့အတွက်ငရုတ်စီလေးပါထည့်လိုက်ပါတယ်ပြီးရင်တော့စားရဲ့ပဲငယ်မြာရည်နဲ့ကြာညိုလေးထည့်ပြီးသွားရင်တော့ဆံပြားစုပ်လေးကိုမဲသားကြီးလေးနဲ့ရတော့ပါပြီ